အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့စုကိုင်းခင်းချင်းဒီတွေတသေးလေးနဲ့ချစ်စရာလေးတွေ့တာနဲ့ဝယ်လာခဲ့တော့ပေါ့နော်အဲ့တော့စုကိုင်းခင်းချင်းဒီတွေကိုဝက်သားနဲ့ချက်ပါမယ်ပထမဦးဆုံးစုဝက်သားကိုရတာနေမှာပေါ့နော်စားနှင်းငယ်ထည့်မယ်စက်သားမဟုတ်နှင်းငယ်ထည့်မယ်ဂျင်းနှင်းငယ်လေးထောင်းထားတာလေးကိုရေညှစ်ပြီးထည့်ပါမယ်ပြီးရင်တော့အားလုံးကိုနှံ့သွားအောင်တတိချာလေးနေပြလိုက်ပါတယ်ရှင်ဒီမှာအခုစုချက်မဲ့ဝက်သားကတော့စုစုပေါင်း20ရာနည်းနည်းလေးကြော်တာပေါ့နော်ဝက်သားကိုရတာနေပြီးတဲ့အခါမှာတော့စုခင်းချင်းဒီကိုလှီးမှာပေါ့နော်ခင်းချင်းဒီကအလုံးသေးလေးပဲဆိုတော့လေစု2ချမ်းပဲလှီးလိုက်ပါတယ်ကြည့်ပါအောင်ကိုင်းခင်းချင်းဒီတွေကသေးလေးနဲ့ချစ်စရာလေးနော်ခုဆိုရင်တော့ခင်းချင်းဒီတွေကိုလည်းလှီးလို့ပြီးပါပြီဒါလေးကတော့စက်သွန်နီနဲ့ငုတ်တီအစိမ်မို့အယောင်တင်မှုတ်ကိုစုထောင်းထားတာပါဒါလေးကတော့ဂျင်းအနေငယ်နဲ့စက်သွန်ပြူ2မွာ3မွာလောက်ကိုအစင်သေးထောင်းထားတာပါကဲခုဆိုရင်တော့စုဝက်သားနဲ့ခင်းချင်ဒီကိုချက်ပါတော့မယ်အိုးလေးကိုစီထည့်ပါမယ်စီပူလာပြီဆိုရင်တော့စနွေးမှုတ်အနေငယ်လေးထည့်လိုက်ပါတယ်ပြီးရင်တော့ဂျင်းနဲ့စက်သွန်ပြူထောင်းထားတာလေးကိုထည့်ပြီးစီတက်ပေးလိုက်ပါတယ်ဂျင်းနဲ့စက်သွန်ပြူစီတက်ထားတာအနက်မွေးလာပြီဆိုရင်တော့ထောင်းထားတဲ့မြုပ်တီးနဲ့စက်သွန်နီကိုထည့်လိုက်ပါတယ်စီတက်ထားတာအနက်ကလည်းမွေးလာပြီးစက်သွန်နီဘက်တွေကလည်းနွမ်းလာပြီးဆိုရင်တော့ခင်းချင်းဒီတွေကိုထည့်လိုက်ပါတယ်အရာတော့ကိုတော့စားအနေငယ်နဲ့အချို့မဟုတ်အနေငယ်ထည့်ပါတယ်ဝါစားတော့ကြီးတောင်ပြီးတဲ့အခါမှာတော့စုခဲချင်းဒီဘက်တွေအနေငယ်လေးကြည့်သွားအောင်ပေါ့နော်ရောင်းမလေးနဲ့ခြေပေးလိုက်ပါတယ်ခဲချင်းဒီဘက်တွေကအခုလိုမျိုးအနေငယ်လေးကြည့်သွားတဲ့ချိန်မှာတော့စုအရာရနေထားတဲ့ဝက်သားတွေကိုထည့်လိုက်ပါတယ်ပြီးရင်တော့ဝက်သားနဲ့ခင်းချင်းဒီဘက်တွေအားလုံးနှံ့သွားအောင်တတိချာလေးမှုပေးလိုက်ပါတယ်ပြီးတဲ့အခါမှာတော့စုရေမထည့်သေးဘဲနဲ့အဖုံးအုပ်ပြီး3မိနစ်လောက်တည်ထားလိုက်ပါတယ်ရှင်3မိနစ်လောက်ချက်ပြီးတဲ့အခါမှာတော့စုအဖုံးဖွင့်ပြီးမြုပ်တီကျက်သွန်ထောင်းထားတဲ့ငရုတ်ဆုံရေကိုထည့်လိုက်ပါတယ်ပြီးရင်တော့အဖုံးအုပ်ပြီးဝက်သားတွေကြက်တဲ့ထိတည်ပါမယ်အဖုံးအုပ်ပြီးချက်လာလိုက်တာအခုဆိုရင်တော့ဟင်းရည်တွေကခန်းသွားပြီပေါ့နော်ဝက်သားဆိုတော့လေတရည်တွေနဲ့မကြက်ဘူးအဲ့တော့စုနောက်ထပ်ရည်တစ်ခွက်ထည့်ပြီးအဖုံးအုပ်ပြီးဝက်သားတွေကြက်တဲ့ထိချက်ပါမယ်ဒုတိယတစ်ချိန်ရေထည့်ပြီးချက်လာလိုက်တာအခုဆိုရင်တော့ဟင်းရည်တွေကအနှင်းငယ်လေးစစ်သွားပြီပေါ့နော်အဲ့တော့စုဝက်သားတွေနူးမနူးကိုခရင်လေးနဲ့ထိုးကြည့်ပါမယ်ခရင်နဲ့ထိုးကြည့်လိုက်တာဝက်သားတွေကတော့နူးနေပြီပေါ့နော်အဲ့တော့စုရေလေးနည်းနည်းစစ်သွားအောင်ခဏလောက်ဆက်ပြီးချက်ပါမယ်ဟင်းရည်ကကိုလိုချင်တဲ့အနေထားရောက်ပြီဆိုရင်တော့စုဟင်းရရတာကိုမြည်ကြည့်ပါမယ်ဟင်းရရတာအပေါ်အငန်ကိုတော့မမိစိတ်ကြိုက်လို့တို့လိုပြင်ဆင်ပေါ့နော်ဟင်းရရတာကလည်းအနေတော်ပဲဆိုရင်တော့စုရဲ့ကိုင်းခင်းချင်ဒီကိုဝက်သားနဲ့ချက်ထားတာလေးကတော့ချက်ပါပြီရှင်ဝက်သားကိုလေခုလိုလေးကိုင်းခင်းချင်ဒီနဲ့ချက်လိုက်တာမအီပဲနဲ့ချစ်ချင်းလေးနဲ့အရန်စားလို့ကောင်းတယ်လိုက်ချက်စားကြည့်ကြနော်စုရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတားပါ